ရဲ့ Venezuela ကိုကျူးကျော်တိုက်ခိုက်မှု Venezuela သမ္မတ Nicolas Maduro ကိုဖမ်းဆီးမှုတွေကြောင့်ကမ္ဘာအနှံ့အပြားနေရာတိုင်းလိုလိုမှာကြက်ထားနေပါတယ်အထူးသဖြင့်လက်တင်အမေရိကတစ်ခွင်မှာရက်ခတ်မှုကပြစ်ထန်လာပါတယ်တခြားလက်တင်အမေရိကနိုင်ငံတွေကိုလည်းအမေရိကန်ကကျူးကျော်မှုတွေစီးရဲနီးနဲ့ဆွတ်ဖက်မှုတွေဇက်တိုက်လုပ်လာမှာကိုစိုးရိမ်ပူပန်နေကြပါတယ်အဲ့ဒီလိုစိုးရိမ်ကြတဲ့အထက်မှာအမေရိကန်နဲ့ကာလရှည်ကြာမဟာမိတ်ဖြစ်ခဲ့တဲ့မက္ကဆီကိုနိုင်ငံလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ် Venezuela ကိုတိုက်ခိုက်မှုသတင်းစာရှင်းလင်းပွဲအပြီးမှာ Trump ကမက္ကဆီကိုပိုင်တဲ့နယ်မြေတွေမှာလည်းစစ်ရေးလှုပ်ရှားတာတိုက်ခိုက်တာတွေလုပ်ဖို့ရှိလာနိုင်တဲ့သဘောစကားဦးတန်းခဲ့တဲ့အတွက်အခုလိုစိုးရိမ်မှုမြင့်တက်လာတာဖြစ်ပါတယ်မက္ကဆီကိုကိုလည်းတခုတော့လုပ်တော့မှရမယ်လို့ Trump က Fox News သတင်းဌာနနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်မက္ကဆီကိုသမ္မတ Claudia Sheinbaum ကမူရစေဝါဂိုင်းတွေကိုကြောက်နေတယ်တိုင်းပြည်ကိုတကယ်လက်ပတ်တာကမူရစေဝါဂိုင်းတွေဖြစ်နေတယ်လို့ပြောခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မက္ကဆီကိုသမ္မတဘက်ကတော့တိကျလွတ်လပ်တဲ့နိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတခြားနိုင်ငံတနိုင်ငံကဘလို့ကြားဝင်ဆွတ်ဖက်မှုမျိုးလှုပ်ကျမတို့အနေနဲ့ဒါကိုဆက်ကျင်တယ်လို့ပြန်ပြောခဲ့ပါတယ်ကျမတို့မက္ကဆီကိုနိုင်ငံဟာပြည်သူလူထုကအုပ်ချုပ်တဲ့လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတာကိုထပ်လောင်းပြောကြားလိုပါတယ်လို့ပြောခဲ့ပြီးတော့ပူပေါင်းဆောင်ရွက်မှုကိုတော့ကျမတို့အနေနဲ့ကြိုးစိုးလက်ခံပါတယ်ဒါပေမဲ့ကျမတို့ဟာလက်အောက်ခံနိုင်ငံမဟုတ်တယ်လို့ကြားဝင်ဆွတ်ဖက်မှုစီရေးကျူးကျော်မှုဆိုတာမျိုးတွေကိုလည်းလက်ခံသွားမှာမဟုတ်ပါဘူးလို့မက္ကဆီကိုသမ္မတကပြောကြားခဲ့ပါတယ်အမေရိကန်က Venezuela ကိုတိုက်ခိုက်တယ်လို့မက္ကဆီကိုနိုင်ငံကိုတိုက်ခိုက်လာနိုင်ခြေကလည်းမရှိဘူးလို့ပြောလို့မရပါဘူးအကြိမ်ကြိမ်ချိတ်ချောက်နေတာပါ Trump ကလေကြီးမိုးကြီးတိုက်တတ်တယ်လို့ဟောက်စားချောက်စားလဲလောက်တတ်တဲ့သူတယောက်ပါဒါပေမဲ့အများအားချိတ်ချောက်ရုံတက်တဲ့မဟုတ်ပါဘူးသူချိတ်ချောက်ရင်ချိတ်ချောက်တဲ့အတိုင်းတကယ်လောက်တတ်တယ်ဆိုတဲ့သတင်းစကားကို Venezuela ဖြစ်ရမှာရှင်းရှင်းလင်းလင်းပြလိုက်ပြီးဖြစ်ပါတယ်အမေရိကန်ဟာသူချိတ်ချောက်ပြီးလို့ရှိရင်နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီးတော့စစ်အားသုံးဖြည့်ရှင်းဖို့ဝန်မလေးဘူးဆိုတာကိုပြလိုက်တာပါလို့လက်တင်အမေရိကဆိုင်ရာဝါရှင်တန်ရုံးအဖွဲ့မက္ကဆီကို program ရဲ့ director Stephanie Brewer ကမှတ်ချက်ပေးပါတယ်သမ္မတ Trump ဟာအလားတူချိတ်ချောက်မှုမျိုးကိုကိုလံဘီယာနိုင်ငံပေါ်မှာလည်းလုပ်ခဲ့ပါတယ်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကသမ္မတစီးတဲ့ Air Force One လေယာဉ်ပေါ်ကနေပြီးတော့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ရမှာကိုလံဘီယာနိုင်ငံဟာနာမကျန်းတဲ့တိုင်းပြည်ဖြစ်နေပြီးတော့စိတ်သက်နာမကျန်းတဲ့လူကအုပ်ချုပ်နေတယ်လို့လည်းသူကပြောပါတယ်ဒီတိုင်းပြည်ဟာကိုကင်းတွေထုတ်လုပ်နေပြီးတော့အမေရိကန်ပြည်ထောင်စုတွေကိုရောင်းချနေတယ်သူ့ရဲ့ကုတ်ကင်းစက်ရုံနဲ့လုပ်ငန်းတွေကိုလည်းကြာကြာလွှတ်ထားလို့မဖြစ်တော့ဘူးဆိုပြီးတော့ပြောလိုက်တာပါသူစကားကြောင့်သမ္မတနှစ်ယောက်ကြားမှာစကားအပြန်အလှန်စစ်ထိုးတာမျိုးတွေဖြစ်လာပါတယ်ကိုလံဘီယာဟာကမ္ဘာမှာကုတ်ကင်းအများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ်ကြော်ကြားတာမှန်ပေမဲ့2022ခုနှစ်သမ္မတ Gustavo Petro အာဏာရလာပြီးတဲ့နောက်သူဟာမူရစေဝါလုပ်ငန်းနဲ့ပတ်သက်ကြောင်းဘာအထောက်အထားမှမရှိပါဘူးကိုလံဘီယာအစိုးရဟာမူရစေဝါတိုက်ဖျက်ရေးကိုအမေရိကန်နဲ့ပူးတွဲဆောင်ရွက်လေ့ရှိပြီးတော့အဲ့ဒါလိုပူးပေါင်းဆောင်ရွက်မှုကိုအမေရိကန်အစိုးရအဆက်ဆက်ကအသိမှတ်ပြုလက်ခံထားခဲ့ကြတဲ့ထုံးစံဓလေ့ရှိပါတယ်ဒါပေမဲ့သမ္မတ Trump တက်လာပြီးတဲ့နောက်မှာတော့အချိုးတွေကပြောင်းလာပါတယ်ကိုလံဘီယာရဲ့မူရစေဝါလုပ်ငန်းကို Gulf Clan ELN လို့လက်နက်ကိုင်အဖွဲ့တွေကလုပ်နေတာဖြစ်ပြီးတော့နာမည်ကြီးတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Revolutionary Armed Forces of Colombia လည်းပါဝင်ပါတယ်အဲ့ဒီအဖွဲ့ရဲ့အများသိတဲ့နာမည်ကတော့ FARC တပုံဖြစ်ပါတယ်Venezuela ကိုတိုက်ခိုက်တယ်လို့မျိုးကိုလံဘီယာကိုတိုက်တာရောဖြစ်လာနိုင်သလားလို့သမ္မတ Trump ကိုမေးတဲ့အခါမှာတော့ကျွန်တော်ကတော့အဲ့ဒါလိုလုပ်လိုက်လို့ရှိရင်ကောင်းမယ်ထင်တယ်လို့ပြန်ဖြေခဲ့ပါတယ်ကိုလံဘီယာသမ္မတ Petro ဟာလက်ဝဲပျောက်ကြားတော်လှန်ရေးသမားဟောင်းတစ်ယောက်ဖြစ်ပြီးတော့1990ခုနှစ်မှာသူ့ရဲ့တော်လှန်ရေးအဖွဲ့ကိုဖျက်သိမ်းခဲ့ပါတယ်သူဟာမူရစ်စေးမှောင်ကိုလုတ်ခဲ့တဲ့သူတရားမဝင်တဲ့သူတယောက်မဟုတ်ဘူးလို့သူကထုတ်ဖော်ပြောဆိုပါတယ် Trump ကဘာမှနားမလည်ပဲနဲ့ဗျမ်းပထာပြောနေတာတွေကိုရက်တင်ပြီးတော့သူက X လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်တကယ်လို့အမေရိကန်ကကိုလံဘီယာကိုဘုံကျဲခဲ့ရင်ကိုလံဘီယာနိုင်ငံသားတွေတောင်းတဲ့ချီတိမ့်တဲ့ချီပြီးတော့ပျောက်ကြားတော်လှန်ရေးသမားတွေဖြစ်လာလိမ့်မယ်တောင်တွေပေါ်ကနေပြီးတော့ခုခံတိုက်ခိုက်ကြလိမ့်မယ်တကယ်လို့သမ္မတကိုဖမ်းခဲ့ရင်သူ့ကိုချစ်တဲ့လေးစားတဲ့လူတွေကခုခံတိုက်ခိုက်ကြတာကိုခံရလိမ့်မယ်လို့သူကသတိပေးတုံ့ပြန်ခဲ့ပါတယ်တကယ်လို့အမေရိကန်ကကျူးကျော်ခဲ့လို့ရှိရင်သူ့အနေနဲ့လည်းတနက်ပြန်ကင်တယ်လို့ရှိရင်ကင်ရလိမ့်မယ်လို့သူကထုတ်ဖော်ပြောဆိုပါတယ်ကျွန်တော်ကတနက်ပြန်မကင်တော့ဘူးလို့ကြိမ်ဆိုထားခဲ့ပါတယ်ဒါပေမဲ့နိုင်ငံအတွက်လိုအပ်လာပြီဆိုလို့ရှိရင်တော့ပြန်ကင်သိရင်ကင်ရမှာပဲလို့သူကဆိုပါတယ်နောက်ထပ်အချင်းချောက်ခရတဲ့နေမြေကတော့ Greenland ဖြစ်ပါတယ် Greenland ဟာဒိန်းမတ်နိုင်ငံရဲ့အောက်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်သမ္မတ Trump က Greenland ကိုလိုချင်တယ်လို့ပြောင်းဖွင့်ပြောထားပါတယ်စစ်ရေးနည်းဟာလည်းသူ့အတွက်အများအားရွေးချယ်စရာနီလန်တစ်ခုဖြစ်သဘောထားတယ်လို့မနေ့ကတော့အင်္ဂါနေ့မှာပြောကြားခဲ့ပါတယ်အမေရိကန်ရဲ့ Arctic စက်ဝန်းထဲကရန်သူတွေကိုခုခံဆက်ကျင်ဖို့အတွက် Greenland ကိုလိုအပ်တယ်လို့ပြောဆိုခဲ့တာပါဒါမျိုးကအရင်ကလည်းပြောခဲ့ဘူးပြီးသားပါအကြိမ်ကြိမ်ထပ်ပြီးတော့ပြောနေတာပါဒိန်းမတ်နိုင်ငံဟာ NATO မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်သမ္မတ Trump ကလေကြီးမိုးကြီးပြောနေတာတွေဟာ6လုံးတက်တယ်လို့
ဘယ်သူမှအခုခါမယူဆကြတော့ပါဘူးအထူးသဖြင့်ဗင်နီဇွဲလားကိုတိုက်ပြီးတဲ့အခါမှာအရင်တုန်းကလို့ဒီသမရဟာဗျံပဓာတွေပြောပြီးတော့လေလုံးကြီးနေတာပဲလို့သဘောမထားကြတော့ပါဘူးသမရထရရဲ့အစိုးရအဖွဲ့ဝင်တွေကဒါဟာနားလည်မှုလွဲတာပါဂရင်းလန်းကိုဝယ်ယူချင်တာပါဆိုပြီးတော့ဝင်ဖာကြပေမဲ့အဲ့ဒါဟာတိတ်မထိရောက်တော့ပါဘူးဂရင်းလန်းကိုမရောက်နိုင်ဘူးဆိုတာကိုလည်းဒိန်းမတ်ကပြက်ပြက်သားသားပြောထားပြီးသားပါဂရင်းလန်းကိုစီးရဲအင်အားသုံးထိန်းချုပ်ဖို့အမေရိကန်ကပြောဆိုလာပြီးတဲ့နောက်ဥရောပနဲ့ကနေဒါကစက်ကျင်ကန့်ကွက်နေကြပါတယ်ဂရင်းလန်းကိုဂရင်းလန်းပြည်သူတွေကသာပိုင်တယ်လို့ပြောဆိုလာကြပါတယ်ဗင်နီဇွဲလားကိုတိုက်ခိုက်မှုအပြီးမှာထရမ့်ဟာအနောက်ကဘာချမ်းဟာအမေရိကန်ပိုင်ဖြစ်တယ်ဆိုတာကိုနောင်ကိုဘယ်သူမှမေးခွန်းထုတ်ဝန်းတော့မှာမဟုတ်ဘူးလို့ပြောဆိုသွားပါတယ်ဂရင်းလန်းကိုလည်းစိတ်ကမ်းတွေမှာရုရှားနဲ့တရုတ်ပိုင်သင်္ဘောတွေပြည့်နေတာပဲလို့ပြောဆိုထားပါတယ်ကျူးဘားနဲ့ကိုလံဘီယာကိုလည်းချိတ်ချောက်ထားပါတယ်အမေရိကန်ရဲ့ကြေညာချက်ကိုပြင်သစ်ဂျာမနီအီတလီပိုလန်စပိန်နဲ့ဗြိတိန်နိုင်ငံတွေကလည်းကန့်ကွက်ထားပြီးတော့ဒိန်းမတ်အမျိုးသမီးဝန်ကြီးချုပ်မက်ဖရက်ဒရစ်ဆန်ကလည်းဂရင်းလန်းကိုဂရင်းလန်းပြည်သူတွေကသာပိုင်တယ်လို့ပြောဆိုထားပါတယ်ဂရင်းလန်းကျွန်းဟာဂရင်းလန်းနဲ့ဒိန်းမတ်ရဲ့အပိုင်နာဖြစ်ပြီးတော့ဂရင်းလန်းနဲ့ဒိန်းမတ်ရဲ့ကိစ္စဝိဇ္ဇာတွေကိုစုပ်ဖြတ်ခွင့်ဟာလည်းဂရင်းလန်းနဲ့ဒိန်းမတ်မှာပဲရှိပါတယ်လို့ပြောဆိုထားတာပါပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တော့စ်ကလည်းနေတိုးအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းတနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်တာချိတ်ချောက်တာတွေမလုပ်သင့်ပါဘူးအဲ့လိုလုပ်နေလို့ရှိရင်နေတိုးအဖွဲ့ရှိနေတာဟာအတိတ်ပဲမဲ့သွားမှာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်ဒိန်းမတ်အစိုးရဟာဂရင်းလန်းကိုကာကွယ်နိုင်စွမ်းမရှိဘူးလို့ဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုတွေကိုလည်းဒိန်းမတ်ဘက်ကညှင်းပါတယ်ဒါနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကအခုပြောဆိုချက်တွေဟာအမေရိကန်အနေနဲ့ဂရင်းလန်းကိုချက်ချင်းလက်ငင်းကျူးကျော်မယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်တဲ့အကြောင်းတကယ်ကတော့ဂရင်းလန်းကိုဝယ်ယူဖို့ဆိုလိုတာဖြစ်ကြောင်းအမေရိကန်လွှတ်တော်အမတ်တွေကိုပြောဆိုခဲ့တယ်ဆိုပြီးတော့ Wall Street Journal ကဖော်ပြထားပါတယ်အမေရိကန်ရဲ့အချင်းချောက်ခံရတဲ့နိုင်ငံတွေထဲမှာအီရန်နိုင်ငံလည်းပါဝင်ပါတယ်အီရန်နိုင်ငံရေးကတော်တော်ကြီးကိုမငြိမ်မသက်ဖြစ်နေတာပါအီရန်မှာဆန္ဒပြပွဲတွေအကြီးကျယ်ဖြစ်ပွားနေပါတယ်အီရန်နိုင်ငံရဲ့မြို့တော်တီဟီရန်မှာဆန္ဒပြပြည်သူတွေထိုင်တပိတ်ဆင်နွှဲနေတုန်းမှာအီရန်လုံခြုံရေးအဖွဲ့တွေဘက်ကမျက်ရည်ပုံနဲ့ပြစ်ခတ်ဖြိုခွင်းတာတွေလုပ်ခဲ့တဲ့အတွက်ရုံးရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်အီရန်တနိုင်ငံလုံးအတိုက်အတာနဲ့ဆန္ဒပြပွဲတွေဖြစ်နေခဲ့တာ17ရက်ရှိခဲ့ပြီဖြစ်ပြီးတော့စီးပွားရေးကျဆင်းမှုကိုမကျေနပ်ကြတဲ့အတွက်အခုလိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါဖြိုခွင်းမှုကြောင့်35ယောက်တိတ်ဆုံးခဲ့ရပါပြီဖမ်းဆီးခံရတဲ့သူ1200ကျော်ခဲ့ပြီလို့အမေရိကန်ခြေစိုက်လူခွင့်ရေးတက်ကြွလှုပ်ရှားသူသတင်းအေဂျင်စီတခုကထုတ်ပြန်ထားပါတယ်အဲ့ခုလိုဖြိုခွင်းတာတွေလုပ်နေပေမဲ့ဆန္ဒပြမှုတွေဟာသိငယ်ရက်တက်သွားတာမျိုးမရှိဘဲနိုင်ငံတော်ကမြို့ပေါင်း88မြို့နေရာပေါင်း258ခုနှစ်မှာဆက်လက်ပြီးတော့ဖြစ်ပွားနေပါတယ်မနေ့ကအင်္ဂါနေ့မှာအီရန်သမ္မတမာဆူဒ်ပီဇက်စကီယန်ကစီးပွားရေးအခြေအနေတွေကိုအစိုးရအနေနဲ့ထိန်းချုပ်နိုင်စွမ်းမရှိကြောင်းဝန်ခံထုတ်ဖော်ပြောကြားထားပါတယ်ဒါပေမဲ့ဒီလိုအခြေအနေမှာပြည်ပကဝင်ရောက်ဆွတ်ဖက်လိုက်လို့ရှိရင်တော့အခြေအနေတွေကပိုဆိုးသွားလိမ့်မယ်လို့ပြောပါတယ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့စေဝန်ထမ်းတွေကိုရိုက်နှက်တာဒဏ်ရာရထားတဲ့သူတွေကိုမျက်ရည်ပုံနဲ့တိုက်ခိုက်တာတွေဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ကြောင်းထင်ရှားတယ်လို့ X လူမှုကွန်ရက်မှာတင်ထားပါတယ်